ကွန်ပျူတာဆိုတာဘာလဲကွန်ပျူတာဆိုတာ TV နဲ့လက်နှိပ်ဆက်တွဲထားတဲ့အရာလို့ပဲအလွယ်မှတ်ထားလိုက်ပါတနည်းအားဖြင့်ဆိုရရင်ကွန်ပျူတာဟာအလွန်တော်တဲ့ထမင်းချက်တစ်ယောက်နဲ့တူပါတယ်ကျွန်တော်တို့မီးဖိုချောင်တစ်ခုမှာဟင်းခွက်တစ်ခွက်ရဖို့အဆင့်၄ဆင့်နဲ့လုပ်ရတယ်လို့မျိုးကွန်ပျူတာကလည်းအဲ့ဒီအတိုင်းအဆင့်၄ဆင့်နဲ့အလုပ်လုပ်ပါတယ်နံပါတ်1က input ကျွန်တော်တို့မီးဖိုချောင်တစ်ခုမှာဟင်းချက်ဖို့ဆိုရင်အသားငါဟင်းသီးဟင်းရွက်တွေကိုဈေးကနေပြီးတော့ဝယ်ပေးရတယ်ကွန်ပျူတာမှာလည်းဒီလိုပဲကွန်ပျူတာကသူ့ဘာသူအလုပ်မလုပ်တတ်ဘူးကျွန်တော်တို့က keyboard နဲ့စာရိုက်ထည့်ပေးမှ mouse နဲ့နှိပ်ခိုင်းမှသူကအလုပ်စလုပ်တာအဲ့ဒါကိုတော့အချက်အလက်သွင်းခြင်း input လို့ခေါ်ပါတယ်နံပါတ်2က process မီးဖိုချောင်မှာဝယ်လာတဲ့အသားငါးတွေကိုစပူမှုကနေမှလှီးမယ်ဖြတ်မယ်မီးဖိုပေါ်တင်ပြီးတော့မှချက်ပြုတ်ရတယ်ဒါကအလုပ်လုပ်နေတဲ့အပိုင်းပေါ့ကွန်ပျူတာမှာလည်းဒီလိုပါပဲ keyboard တို့ mouse တို့ကနေပြီးတော့ခိုင်းလိုက်တဲ့အလုပ်တွေကိုကွန်ပျူတာရဲ့အုံနောက်ဖြစ်တဲ့ CPU ထဲမှာတွက်ချက်ပြီးတယ်ပေါင်းမလားနှုတ်မလားပုံဆွဲမလားဆိုတာကိုသူကနေပြီးတော့စဉ်းစားတွက်ချက်ပေးပါတယ်နံပါတ်3က output ကျွန်တော်တို့မီးဖိုချောင်မှာချက်ပြုတ်ပြီးသွားရဆိုရင်ဒဲဝိုးကြီးတိုင်းကျွန်တော်တို့စားလို့မရဘူးဗျာချက်ပြုတ်ပြီးတဲ့ဟင်းလျာတွေကိုပကံထဲကိုထည့်မယ်ပြီးရင်စပွဲပေါ်မှာချထားပြီးမှကျွန်တော်တို့စားရမှာလေကွန်ပျူတာမှာလည်းဒီလိုပဲသူကနေမှတွက်ချက်ပြီးသွားတဲ့အဖြေတွေကိုကျွန်တော်တို့မြင်ရအောင်မော်နီတာလို့ခေါ်တဲ့ TV မျက်နှာပြင်ပေါ်မှာပေါ်လာအောင်ပြသပေးတယ်အတန်ဆိုလို့ရှိရင်လည်းစပီကာကနေအတန်ထွက်ပြီးရဗျာအဲ့ဒါကို output လို့ခေါ်တယ်နံပါတ်4က storage မီးဖိုချောင်မှာချက်ပြုတ်ပြီးသားဟင်းလျာတွေကိုကျွန်တော်တို့စားလို့မကုန်ရင်ပဲဖြစ်ဖြစ်ပိုချက်ထားလို့ပဲဖြစ်ဖြစ်အဲ့ဒီဟင်းလျာတွေကိုမပုတ်မသွေးအောင်တကယ်တစ်တာပဲဖြစ်ဖြစ်ကြောင်ရင်ပဲဖြစ်ဖြစ်အဲ့ဒီမှာကျွန်တော်တို့ထည့်သိမ်းရတယ်မလားကွန်ပျူတာမှာလည်းဒီလိုပဲကိုယ်တိုင်လှုပ်ထားတဲ့စည်ရင်းစရာတွေဓာတ်ပုံတွေကိုနောက်တစ်ခါပြန်သုံးမယ်ဆိုလို့ရှိရင်အစင်အသင့်နဲ့သုံးလို့ရအောင်လို့သိမ်းဆည်းထားတယ်အဲ့ဒီအတွက် hard disk ဆိုတဲ့ရေခဲတက်တာယူတော့ဗျာအဲ့ဒီထဲမှာထည့်သိမ်းရတယ်ချုပ်ပြီးပြောရမယ်ဆိုရင်ကွန်ပျူတာဆိုတာမီးဖိုချောင်လိုပါပဲကျွန်တော်တို့ကုန်ကျန်းဖြစ်တဲ့ data တွေကိုထည့်ပေးမယ်သူကချက်ပြုတ်ခြင်းဆိုတဲ့ process ကိုလုပ်ပေးမယ်အစင်းသင်းစားရမယ်ဟင်းပွဲ information တွေကိုထုတ်ပေးလိုက်မယ်ကွာခြားချက်ကကွန်ပျူတာကလူထက်အစာပေါင်းများစွာပိုမြန်ပြီးတော့မမောမပန်းပဲနဲ့အလုပ်လုပ်နိုင်တာပါပဲ